တယ်လို့မင်းကနှစ်ခုတော့မေးပါမပြည့်တော့လဲကန်ရရှိတခုအဲ့ဒါရပြီးတော့ဘုရားကန်တာလွယ်လို့96ပါဒီယောဂဘာလဲအကုန်ပြောက်လို့ဆိုတော့ပါတယ်ပဲဒါတော့ဘာတွေပဲလဲဆိုတော့ရိုးရိုးရှင်းရှင်းလေးပါပဲပထမမိကောကမပြည့်တော့လဲကန်ရရှိနေတယ်အဲ့ဒါတော့ဘာလို့ဆိုလိုတာလဲဆိုတော့ဥပမာကငါတို့ရေကန်ထဲမှာဆိုကြပါစို့ရေကဟိုကန်ထဲအပြည့်ဖြစ်လာတယ်နော်အပြည့်ဖြစ်လာတဲ့ခါကျတော့ကန်ကဥပမာရေကန်ကပေါက်နေကွာဆိုကြပါစို့အဲ့ရေတွေကအကောင်လုံးစိတ်ထွက်သွားတဲ့ခါကျတော့လာကြည့်တဲ့ရေတော့မပြည့်နေဘူးဒါပေမဲ့ကန်အရာရှိနေတယ်တပုတ်ကလည်းမကြည့်ဘူးဘောပါလားဟိုအဲ့ဒါပဲအဲ့လိုအဲ့မှာဖြစ်ဗမာဖြစ်တကယ်လို့ရေကြီးတယ်ကွာရေကြီးပြီးတော့အဲ့ရေကဟိုပြမအဲ့ရေကြီးတဲ့ချိန်ငါတို့ထွက်ပြေးသွားလိုက်တယ်တနေရာသွားလိုက်တယ်အဲ့နောက်နေ့ဟိုငါတို့ပြန်လာတယ်ဟိုဒါပေမဲ့ရေတော့မရှိတော့ဘူးဒါပေမဲ့အဲ့နေရာမှာအရာလေးရှိနေတွေ့လားတွေ့အဲ့ဒါကိုဆိုလို့ပြီးကြရင်ဘာဟိုနောက်ထပ်တစ်ခုထပ်ဆိုလို့လာတယ်ဆိုတော့ဥပမာကွာဆိုကြပါစို့လူတယောက်ကပစ္စည်းလာခိုးရတယ်တရားမှာသူပစ္စည်းလာခိုးရတာကိုတက်တဲ့နဲ့တကွအကုန်လုံးတိနေတယ်အကုန်လုံးရှိနေတယ်တပုတ်ကလည်းမသိဘူးသူလာခိုးတယ်ဆိုတဲ့အကြောင်းတေးကြကြကိုတက်တဲ့ခိုင်မာရှိနေတယ်ဒါပေမဲ့ तू ကပြောင်းညင်းနေတာ तू မခိုးပါဘူး तू မလာပါဘူးတပုတ်ကလည်းမသိဘူးအဲ့ဒါကိုဆိုလိုတော့ဗောနော်မပြည့်တော့လဲကန်ရရှိဆိုတာဒုတိယမိကုံကတော့ဟိုဝိတ္တာကန်တာလွှဲရင်96ပါးယောဂအကုန်ပြောက်တယ်ဟုတ်နော်ဝိတ္တာကန်တာလွှဲရင်96ပါးယောဂအကုန်ပြောက်တယ်ဆိုတော့ဟာဘယ်လိုမှဒီဆိုကြပါစို့ကွာဒီတရားမင်းအဆင်းလာပြီးတော့ငါတို့ဆေးတစ်ခွက်ပေးမယ်ဟုတ်ပါလားအဲ့ဒီဆေးကသူတရားမင်းဖန်ဆင်းလာတဲ့ဆေးဆိုတော့တိအတိုင်းပဲလေ96ပါးယောဂအကုန်ပြောက်တယ်လေအေးဘလိုဟာမျိုးတွေမပြောက်တာလဲဆိုတော့ဥမာကွာငါတို့ဟိုဝတ်ကျွေးတို့ဘလုံးပြီးဟိုအသိဘွားတော့ငါတို့တရိษံနေပြီးဖြစ်ဘာဖြစ်ငါတို့သူတို့ခြေတော့ရိုက်ချိုးရတယ်ဆိုကြပါစို့အေးဒီဘွားမှာအေးဝတ်ကျွေးကြောင့်ငါတို့တခြားလူတယောက်ခြေတော့လာပြန်ရိုက်ချိုးရတယ်အေးအဲ့ဒါမျိုးဆိုလို့ရှိရင်တော့အေးတရားမင်းပေးတဲ့ဆေးနဲ့လည်းမရဘူးအေးပုံစံမျိုးဝတ်ကျွေးလို့ခေါ်တာပဲဟုတ်တယ်ဝတ်ကျွေးတယ်ပေါ့အေးပုံစံမျိုးပြီးကြရင်ဟိုဝတ်တာကန်တာဆိုတော့ဒီပြောမှဟိုကန်ပေါ့ကန်ကြီးအကျိုးတွေလည်းပါတယ်ပေါ့ဥပမာကွာဆိုကြပါစို့ငါဟိုပြောမှချဲထီထိုးမှာကွာတပုတ်ပေါ်လည်းမသိဘူးထီကိုအများကြီးထိုးမှာကွာပေါက်ရအောင်ဟိုချဲနဲ့ပဲအတိတ်ပဲပေးလိုက်မယ်ချဲအကွက်တစ်ထောင်ရှိတယ်နော်ငါတို့ကပြောမှငါတို့ကချဲတော်တော်လေးပေါက်ချင်တဲ့ခါကျတော့999ကွက်ထိုးလိုက်မယ်နော်999ကွက်ထိုးလိုက်ပြီဆိုလို့ရှိရင်တော့တေချာပေါက်တော့မယ်လေကိုမထိုးတော့တစ်ကွက်ပဲကျန်တော့တာဟုတ်အေးတကယ်လို့ကိုမကန်မရှိဘူးဆိုလို့ရှိရင်တော့အေးကိုမထိုးတဲ့တစ်ကွက်တော့ထွက်ဟုတ်တယ်နော်အဲ့ဒါမျိုးဆိုလို့ရှိရင်တော့တရားမင်းလည်းဖန်ဆင်းပေးလို့မရဘူးအဲ့ပုံစံမျိုးဟိုဝတ်တာကန်တာလွဲရင်96ပါယောဂအကုန်ပြောက်တယ်ဆိုတာအဲ့ဒါဆိုလို့တာပါ